Hello အားလုံးပဲမင်္ဂလာပါ Welcome back to English Tutorials English Tutorials ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီချိန်ကတော့ဒီချိန်ဖြစ်ဖြူဝင်းမဲ့ဖြစ်ပါတယ်ဒီချိန်ဒီနေ့ learners တို့ကို close လို့ခေါ်တဲ့အဝတ်စားနဲ့ပတ်သက်တဲ့စလုံးလေး14လုံးမျှဝေလိုပါတယ်ပထမဆုံးတစ်လုံးကတော့ suit ပဲဖြစ်တဲ့ spelling က SUIT suit ဝတ်စုံပေါ့နော်အဲ့တော့ဝတ်စုံကကြတော့ဒီယောက်ျားလေးတွေဝတ်တယ်ဒီဝတ်စုံအပြည့်ဆိုလို့ရှိရင်လည်းဝတ်စုံလို့ပြောလို့ရတယ်လို့မိန်းကလေးတွေဝတ်တဲ့ဝတ်စုံအပြည့်ကိုလည်းဒီချေတို့ကဝတ်စုံလို့သုံးနှုန်းလို့ရတယ် suit လို့သုံးနှုန်းလို့ရပါတယ်သူကတော့ noun ဖြစ်တယ်ပေါ့နော်အဲ့တော့ဥပမာကိုကြည့်ကြရအောင် My boyfriend is the one in a black suit My boyfriend is the one เนาะငါကောင်လေးကတယောက်ဘလို့တယောက်လဲ in a black suit အနက်ရောင်ဝတ်စုံဝတ်ထားတဲ့တယောက်ပေါ့နော်ပြန်ပြောမယ်ဆိုရင် My boyfriend is the one in a black suit ငါကောင်လေးကအနက်ရောင်ဝတ်စုံဝတ်ထားတဲ့တယောက်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ sweatshirt ပဲဖြစ်တဲ့ spelling က SWEAT sweatshirt ပေါ့နော် sweatshirt ကကြတော့အားကစားလုပ်တဲ့ချိန်မှာဝတ်တဲ့ချွေးထိန်အင်ဂျီကို sweatshirt လို့ခေါ်တာဖြစ်တယ်သူကလည်း noun ပဲဖြစ်ပါတယ်I prefer wearing a sweatshirt when I play basketball. When I play basketball ဆိုတာငါ basketball ကစားတဲ့ခါကျရင် I prefer wearing ဝေးရတာကိုနှစ်သက်တဲ့ a sweatshirt เนาะအားကစားလုပ်ရင်ဝတ်တဲ့ချွေးထိန်အင်ကြီးဝေးရတာကိုနှစ်သက်တယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်ဥမာပြန်ပြောမယ်ဆိုရင် I prefer wearing a sweatshirt when I play basketball basketball ကစားတဲ့အခါမှာချွေးထိန်အင်ကြီးဝေးရတာကိုကျွန်တော်နှစ်သက်တယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်နောက်တစ်ခုကတော့ tank top ပဲဖြစ်ပါတယ် spelling က TANK tank TOP top tank top ပဲဖြစ်တယ်သူကတော့မျိုးသမီးတွေမျိုးသားတွေဝတ်တဲ့ဂျိုင်းပြက်အင်ဂျီကိုခေါ်တာဖြစ်တယ်နောက်တစ်ခါကျတော့ဂျိုင်းပြက်ဆွဲတာကိုလည်းဒီချေတို့ tank top လို့ခေါ်လို့ရပါတယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်ဥပမာကြည့်ကြရအောင် My brother and I have the same tank top ကျွန်တော်အကိုနဲ့ကျွန်တော်မှာเนาะဂျိုင်းပြက်ဆွဲတာစင်တူရှိတယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်နောက်တစ်ခုကတော့ top ပေါ့နော် TOP top အပေါ်အင်ကြီးပဲဖြစ်တယ် top ဆိုတာကဒီကျတော့အပေါ်ပိုင်းမှာခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းမှာဝတ်တဲ့ဘလို့အင်ကြီးကိုမဆို top လို့သုံးလို့ရတယ်သူကလည်း noun ပဲဖြစ်ပါတယ် She is gorgeous in a yellow top She is gorgeous gorgeous ကနော် adjective ဖြစ်ပြီးတော့အလွန်လှပတော်ဆိုတဲ့အဓိပ္ပာယ်ရတယ် She is gorgeous in a yellow top နော်သူမကအဝါရောင်အပေါ်အင်ကြီးလေးနဲ့အရန်လှနေပါတယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်နောက်တစ်ခုကတော့ track suit ပါ TRACKSUIT track suit အားကစားဝတ်စုံပဲဖြစ်ပါတယ်သူကလည်း noun ပဲဖြစ်တယ်ပေါ့နော် He is wearing track suit and trainers He is wearing သူကဝတ်ဆင်ထားပါတယ် track suit အားကစားဝတ်စုံနဲ့ and trainers အားကစားဖနက်စီထားတယ်ပေါ့နော်အဲ့တော့ He is wearing track suit and trainersသူကအားကစားဝတ်စုံဝတ်ထားပြီးတော့အားကစားဖနက်စီထားပါတယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်နောက်တစ်ခုကတော့ T-shirt ပဲဖြစ်တယ် T-SHIRT T-shirt အဲ့တော့ဒီ shirt ကလည်း noun ပဲဖြစ်တယ်ပေါ့နော် My favorite style is T-shirt and jeans เนาะကျွန်တော်ကြိုက်တဲ့ style ကတော့ T-shirt နဲ့ဂျင်မောင်းမီပဲဖြစ်ပါတယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်နောက်တစ်ခုကတော့ turtleneck 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 ဆိုတာနေမြင့်ဆွဲတာပေါ့အဲ့တော့ turtle ဆိုတာကကြတော့ဒီချေလိုလိပ်ပေါ့နော်အဲ့တော့လိပ်ရဲ့ level ကရှည်ရှည်လေး turtleneck ဆိုတော့အင်ဂျီတွေမှာနော် level ရှည်ရှည် level မြင့်မြင့်နဲ့ပါတဲ့အင်ဂျီတွေကိုဒီချေတို့က turtleneck လို့ခေါ်တာဖြစ်တယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်He wore a black turtleneck and jeans သူကအနက်ရောင်လည်မြင့်ဆွဲတာနဲ့ဂျင်းမောင်းမီကိုဝတ်ခဲ့တယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်အဲ့တော့ဒီချေအခုရှင်းလိုက်တဲ့စလုံးလေးတွေဆိုလို့ရှိရင်လွယ်လွယ်လေးတွေပဲဖြစ်တယ်ပေါ့နော်အားကြောင့်ဥပမာကိုလည်းဒီချေကမှတ်ရလွယ်အောင်လို့ခက်ခက်ကြီးမပေးထားအောင်နော်နောက်တစ်လုံးကတော့ underpants ပေါ့နော် spelling က UNDERPANTS underpants မျိုးသားဝတ်အတွင်းခံပေါင်းမိပဲဖြစ်ပါတယ်သူကလည်း noun ဖြစ်တယ် He wore a pair of white underpants သူကအဖြူရောင်အတွင်းခံပေါင်းမိတစ်ထည်ဝတ်ထားခဲ့တယ်ဆိုပြီးမှဒီချေဥမာပေးထားပါတယ်
အဲ့တော့ a pair of white underpants ဆိုရင်ဖြူရောင်အတွင်းခံဘောင်းမိတထင်းဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့နောက်တစ်ခုကကြတော့ undershirt ပဲဖြစ်တယ်UNDERSHIRT undershirt အမျိုးသားဝတ်စွပ်တဲ့အင်ကြီးကိုခေါ်တာဖြစ်တယ်သူကလည်း noun ဖြစ်ပါတယ် He pulled the undershirt over his hat pull undershirt over pull something over ဆိုတာခေါင်းပေါ်ကနေတစ်ခုခုဆွဲချွတ်လိုက်တာပေါ့ He pulled the undershirt over his hat သူကစွပ်ကျယ်ကိုခေါင်းပေါ်ကနေဆွဲချွတ်ခဲ့တယ်ဆိုပြီးမှဥမာပေးထားပါတယ်ဒီမှာဥမာလေးကြည့်တဲ့အခါမှာတီချာတို့က verb 1လား verb 2လားဆိုတာကိုသတိပြုပြီးတော့ကြည့်ပေးပါဦးနော်နောက်တစ်ခုကတော့ vest 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 စွပ်ကျယ်အဲ့တော့ခုနပြောလိုက်တဲ့ undershirt နဲ့ vest နဲ့ကအတူတူပဲအဓိပ္ပာယ်ကစွပ်ကျယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်သူကလည်း noun ဖြစ်ပါတယ်အဲ့တော့ Can we wear a bulletproof vest under a regular shirt regular shirt ဆိုတာကပုံမှန်ရှပ်အင်ကြီးပေါ့အဲ့တော့ပုံမှန်ရှပ်အင်ကြီးရဲ့အောက်မှာ bulletproof vest เนาะကြီးကအင်ကြီးကျွန်တော်တို့ဝတ်လို့ရလားဆိုပြီးမှဒီချေဥမာပေးထားပါတယ်ဒီမှာနောက်တစ်ခု vest ရဲ့အဓိပ္ပာယ်က waistcoat နဲ့လည်းတူတယ် WAISTCOAT 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 ကလက်ပြတ်ခါတိုအင်ကြီးပေါ့နော်အဲ့တော့ဒီချေကဒီမှာကနော်ဥမာလေးကိုပေးထားတဲ့အခါမှာ bulletproof vest ဆိုပြီးမှជីကာအင်ဂျီနဲ့ဥမာပေးထားတယ်ជីကာအင်ဂျီနေရာများသွားဖြင့်အဓိကဒဏ်ရာရတဲ့နေရာတွေကိုဒဏ်ရာမရအောင်အဓိကကြတဲ့ခန္ဓာကိုယ်ရဲ့အဓိကအစိတ်ပိုင်းတွေကိုဒဏ်ရာမရအောင်ကာကွယ်ပေးရဖြစ်တဲ့အတွက်အထူးသဖြင့်တော့သူကရင်ဘတ်တွေကြောတွေကိုជីကာပေးရဖြစ်တဲ့အတွက်ဂျိုင်းပြက်တွေများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ bulletproof vest လို့သုံးတာပေါ့အဲ့တော့ဥမာက can we wear a bulletproof vest under a regular shirt ပုံမှန်အင်ဂျီတစ်ထည်ရဲ့အောက်မှာနော်ជីကာရင်းနေဝင်လို့ရလားဆိုပြီးမှဥမာလေးကိုပေးထားပါတယ်နောက်တစ်ခုကတော့ V neck ပဲဖြစ်တယ် V hyphen NECK neck V neck နော် V neck ဆိုတာကလေပင် V ပုံစံရှိတဲ့အင်ဂျီကိုခေါ်တာဖြစ်တယ်အဲ့တော့ဒီချေတို့ကလေပင်ဝိုင်းရှိတဲ့အင်ဂျီဒီ crew neck လေပင်ပြင်းတဲ့အင်ဂျီဒီ turtle neckလေပင် V ပုံစံရှိတဲ့အင်ဂျီဒီ V neck ပေါ့နော်အဲ့လိုမျိုးမှတ်လိုက်ရင်လွယ်သွားတယ်ပေါ့သူကလည်း noun ဖြစ်ပါတယ်အဲ့တော့ဥမာကြည့်ကြရအောင် the top comes with a V neck design the top เนาะအပေါ်အင်ဂျီက comes เนาะလာတယ်ဘယ်လိုပုံစံလာလဲ with a V neck design เนาะ V ပုံစံလေပင်နဲ့လာတယ်ဆိုပြီးတော့မှ V ပုံစံလေပင် design နဲ့လာတယ်ဆိုပြီးမှဒီကျဥမာလေးကိုပေးထားပါတယ်နောက်ဆုံးတစ်လုံးကတော့ waistcoat ပဲဖြစ်တယ် WAISTCOAT waistcoat လေပြတ်ခါတိုအင်ဂျီဖြစ်ပါတယ်သူကလည်း noun ပဲဖြစ်တယ်အပေါ်မှာ vest နဲ့တူတယ်လို့လည်းရှင်းပြခဲ့ပြီးပြီเนาะဥမာကြည့်လိုက်မယ် he couldn't find the waistcoat of his three-piece suit အဲ့တော့ three-piece suit ကကြတော့ဟလာเนาะအထည်၃မျိုးပါတဲ့ဝတ်စုံပေါ့အဲ့တော့သူ့ရဲ့အထည်၃မျိုးပါတဲ့ဝတ်စုံမှာလေပြတ်ခါတိုအင်ကြီးကိုရှာမတွေ့ဘူးဖြစ်နေတယ်ဆိုပြီးမှဒီချေဥမာလေးကိုပေးထားပါတယ်အဲ့တော့ learners တို့ရေအားလုံးပဲဒီချေဒီနေ့ပြောသွားတဲ့အဝတ်စာနဲ့ပတ်သက်တဲ့ vocabulary လေးတွေကတော့14လုံးရှိပါတယ်အားလုံးချုံပြီးတော့ပြန်ပြောရမယ်ဆိုလို့ရှိရင် suit noun ဝတ်စုံ sweatshirt noun အားကစားလုပ်တဲ့ချိန်မှာဝတ်တဲ့ချွေးထင်းညီလက်ရှိ tank top noun ဂျိုင်းပြက်အင်ဂျီဂျိုင်းပြက်ဆွဲတာ top noun အပေါ်အင်ဂျီ track suit noun အားကစားဝတ်စုံ t-shirt noun t-shirt turtleneck noun လည်မြင့်ဆွဲတာ underpants noun မျိုးသားဝတ်အတွင်ခံပေါင်းမီ undershirt noun မျိုးသားဝတ်စွပ်ကျဲ vest စွပ်ကျဲ vest waistcoat နဲ့လည်းတူတယ်လက်ပြတ်ခါတိုအင်ဂျီ noun ပဲဖြစ်ပါတယ် V neck noun V ပုံစံလည်းပဲရှိတဲ့အင်ဂျီ waistcoat noun လက်ပြတ်ခါတိုအင်ဂျီပဲဖြစ်ပါတယ်အဲ့တော့ဒီချေရှင်းပြလိုက်တဲ့စလုံးလေး14လုံးကိုအားလုံးပဲနားလည်သွားမယ်လို့ဒီချေမျှော်လင့်ပါတယ်ဒီချေတို့စလုံးလေး14လုံးရဲ့ British pronunciation နဲ့ American pronunciation ကိုလေ့လာကြည့်ကြရအောင်နော် suit 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 sweatshirt sweatshirt tank top
Tank top. 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 T-shirt. T-shirt. Turtleneck. Turtleneck. Underpants. Underpants. Undershirt. Undershirt. Vest. Vest. V-neck. V-neck. Waistcoat. 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 အဲ့တော့ learners တို့ရေ teacher ဒီနေ့ရှင်းပြလိုက်တဲ့ဝန်ဆောင်နဲ့ပတ်သက်တဲ့စလုံးလေးစလိန်လုံးကိုအားလုံးပဲရပါလိမ့်မယ်လို့ teacher မျှော်လင့်ပါတယ် teacher ရဲ့ဒီ English is Yours channels ကနေပြီးတော့မှ teacher နော်အင်္ဂလိပ်စာလေ့လာသူတွေအတွက်အကျိုးရှိတဲ့သင်ခန်းစာလေးတွေကို teacher တင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ teacher ရဲ့ channel လေးကို like share နဲ့ subscribe လုပ်ပေးကြပါအောင်เนาะအားလုံးပဲထူးချွန်ထမြတ်တဲ့သူတွေဖြစ်ကြပါစေ teacher တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ကြမယ်เนาะ bye bye